ဒီဗီဒီယိုမှာတော့နီလန်းတူတူနှစ်ခုကိုကျွန်တော်မျှပေးမယ်ဒါပေမဲ့နီလန်းတူတယ်ဆိုမဲ့တဲ့နီးစက်တော့ပြောတာပါအရင်တော့လည်းမတူဘူးသူကဝရီဆိုလို့ရတာတစ်ခုနဲ့စကူဆွဲလို့ရအောင်လို့ဖြတ်တယ်နီလန်းနှစ်ခုအဲ့ဒီနှစ်ခုကိုကျွန်တော်မျှပေးမယ်ပုံစံတော့ဒီဇိုင်းလေးတွေတူတယ်သူကအခုလိုပဲတိုင်မှာဘောက်လေးခွေထည့်တာပါနော်အခုဒီမှာကြည့်လိုက်အပြီးသူကအပိတ်ပါတယ်ကျွန်တော်တို့ဘေးရပဲဝရီဆိုရမယ်အခုလာဆိုတော့ဘောကနေပိတ်တယ်ပိတ်ပြီးတော့ဝရီလိုက်ဆိုနေတာမြဲပြီးလောဝကိုပို့ပြီးတော့တိတ်ဆိုတာဆိုင်ရင်အခုလိုဆိုတာဒါအရင်ကမြဲပါတယ်ပြန်ဖြုတ်ရင်တော့နည်းနည်းဖြုတ်ရခက်မှာပါနော်โอเคဒါဆိုပတ်လေဝရီလိုက်ဆိုလို့ရပြီဟုတ်ပြီဒီကောင်ဝရီမဆိုချင်ဘူးစကူပဲထိုးချင်တယ်ဆိုရင်ဒီမှာရမယ်ဒီကောင်မျိုးဆိုရင်ဝရီဆိုကြမလို့ကျွန်တော်စကူထိုးရုံနဲ့ရပြီအဲ့လိုမျိုးခဏဒီဇိုင်းပဲနော်ခဏဒီဇိုင်းပဲဒီမှာတော့ကျွန်တော်အဖိုးမပါတော့ပါဘူးအဖိုးကတော့ကိုယ့်ဘက်ကိုခဏကလိုပဲဖြတ်ပြီးထည့်လို့ရတယ်ဒီမှာကြည့်လိုက်ဒါစကူဆွဲတဲ့နေတယ်โอเคဒီကတော့အဖုံးမပါဘူးဆိုတာကဘောက်လေးတွက်တစ်ခါလောက်ရတယ်ကိုသုံးမဲ့အဒုရဲ့ဘောက်ကိုတွက်မှာတစ်ခါလေးထုတ်ထားတာပါโอเคเนาะဒါဆိုရပြီ